ရမဲကိုပန်နတီမကန်စေချင်လို့မဟုတ်ပဲပင်မန်းလို့နားရအောင်လူစားလဲကြတာဖြစ်ကြောင်းစပိန်နီးပြဖြေရှင်းအားလုံးပဲမင်္ဂလာပါခင်ဗျာ Emily May iMac ခွန်ရှိကိုနဲ့55 Miss Agent ကနေကြိုဆိုလိုက်ပါတယ်စပိန်နဲ့ပေါ်တူဂီတို့ရဲ့ Nation League Final ပွဲကတော့အကျိတ်နဲ့ရှိခဲ့ပြီးပန်နတီဆုံးဖြတ်ရောက်ရှိခဲ့ရပြီးတော့ပန်နတီဆုံးဖြတ်မှာတော့ပေါ်တူဂီကအနိုင်ရရှိဘိုးဆွဲသွားခဲ့ပါတယ်ဒီပွဲစီမှာတော့စပိန်ရဲ့တောင်မတိုက်စစ်ဖြစ်ကြတဲ့နီကိုဝီလျံစ်နဲ့လမဲဟာမဲတို့ကိုပေါ်တူဂီတို့တောင်းခံနိုင်ပါမလားဆိုတာပရိသတ်တွေကစိတ်ဝင်စားရှိခဲ့ကြတာပါဒီညောက်ကလည်းဖလန်ထားနေကြတာကြာပါပြီဒါပေမဲ့ပွဲစီမှာတော့ပေါ်တူဂီရဲ့ခံစစ်ကိုနှစ်ယောက်စလုံးကောင်းကောင်းမကြုံနိုင်ခဲ့ကြပဲခြေစွမ်းကောင်းတွေပြသနိုင်မှုတွေရုန်းကန်နေခဲ့ကြရပါတယ်စပိန်ရဲ့ညာချမ်းခံစစ်ကပေါ်တူဂီရဲ့ဘယ်ချမ်းကိုရင်ဆိုင်ချိန်မှာပေါ်တူဂီဘယ်နောက်ခံလူကနူနိုမန်တက်စ်ဖြစ်နေခဲ့တာစပိန်တို့ကန်ဆူးသွားခဲ့ရပါတယ်နူနိုမန်တက်စ်ကဒီပွဲမှာအကောင်းဆုံးစားမဆုကိုရရှိသွားခဲ့တဲ့အထိခြေစွမ်းပြသွားခဲ့ပြီးတော့ပထမခြေပါဂိုးကိုကိုယ်တိုင်သွင်းရော်နယ်ဒိုရဲ့ဒုတိယခြေပါဂိုးကိုဖျက်တင်ပေးဖို့မှုပြုလုပ်သွားခဲ့ပါတယ်ဆာလာတုံးကလည်းအကောင်းဆုံးထိချုပ်နိုင်ခဲ့တဲ့နူနိုမန်တက်စ်ဟာရမဲကိုလည်းလှုပ်မရအောင်ကင်တွယ်ပြသွားနိုင်ခဲ့တာပါဒါပြင်စပိန်ဒီပြဖွန်တီကရမဲကိုပွဲချိန်105မိနစ်မှာလူစားလဲသွားခဲ့ပါတယ်ဒါရမဲကိုပန်နတီမကန်ခိုင်းစေခြင်းလို့လူစားလဲပြတာလို့လည်းပြောနေကြပါတယ်ဒါပေမဲ့ဖွန်တီကတော့ရမဲကိုအနာပေးခဲ့တဲ့စိတ်နဲ့သာလူစားလဲခဲ့တာဖြစ်ကြောင်းထုတ်ဖော်ပြောကြားလိုက်ပါတယ်ဖွန်တီကကျွန်တော်ကွင်းထဲမှာအင်အားပုံမလိုချင်တဲ့အတွက်လမဲရမဲကို off လုပ်ခဲ့ပါတယ်ငါတို့လက်ဆက်တဲ့တောင်ပန်တွေလိုအပ်တယ်သူပင်ပန်းနေပြီးသူစက္ကူနဲ့နေပဲရှိသေးတာငါတို့သူ့ကိုအနာပေးရမယ်လို့ဖြေရှင်းချက်ပေးခဲ့တာလည်းပဲဖြစ်ပါတယ်